မုန်တိုင်းနှလုံးပြူးတဲ့မေလ9ရက်မှာစတင်နိုင်လို့မြန်မာပြည်သားများအထူးသတိပြုကြဖို့မိုးခါမုန်တိုင်းရဲ့နှစ်ပတ်လည်အချိန်ခါမှာပဲမြန်မာပြည်သားတွေအထူးသတိထားရမယ်မုန်တိုင်းနှလုံးပြူးသတင်းတစ်ခုထွက်ပေါ်လာပါတယ်ဒီတစ်ခါမုန်တိုင်းကမေလ9ရက်မှာစတင်နိုင်လို့ခံမှန်းချက်တွေထွက်နေပါပြီမိုးလေဝသပညာရှင်ဆရာဦးထေးတင်ရဲ့သုံးသပ်ချက်အရမေလ6ရက်နဲ့9ရက်တွေမှာလေစုံချက်စတင်ပြင်းထန်လာပြီးမေလ10ရက်နဲ့9ရက်တွေမှာတော့လေတိုက်နှုန်းတနာရီမိုင်90ကနေ80ကျော်အထိရှိနိုင်တဲ့မုန်တိုင်းတည်းစတင်ဖြစ်ပေါ်လာနိုင်ပါတယ်။ဒီမုန်တိုင်းကမြန်မာပြည်ကုန်းတွင်းပိုင်းနဲ့ဘင်္ဂလားဒေ့ရှ်ဘက်ကိုဦးတည်နိုင်ခြေရှိပါတယ်။မုန်တိုင်းရဲ့အရှိန်ကြောင့်မြန်မာပြည်အနှံ့မှာ landscape raining လို့ခေါ်တဲ့နေရာအနှံ့မိုးကြီးမှုတွေဖြစ်လာနိုင်ပါတယ်။အထူးသဖြင့်ကချင်ချင်းစကိုင်းရခိုင်စတဲ့ဒေသတွေအပြင်အေရဝတီနဲ့တနင်္သာရီအထိမြေပြိုလမ်းပြိုနိုင်တဲ့အထိမိုးတဲထန်နိုင်ပါတယ်။ကချင်ပြည်နယ်မှာဆိုရင်လည်းမီလအလယ်မှာရေကြီးနိုင်တဲ့အခြေအနေတွေရှိနေပါတယ်။ဒါကြောင့်အခုကတည်းကအမိုးအကာတွေပြင်ဆင်တာအရေးကြီးစာရွက်စာတမ်းတွေကိုရေလုံးအောင်သိမ်းဆည်းတာမျိုးတွေကြိုတင်လုပ်ထားကြဖို့တိုက်တွန်းပါရစေ။ဒီသတင်းကိုမိမိတို့မိတ်ဆွေတွေမိသားစုတွေကြိုတင်ပြင်ဆင်နိုင်အောင်အမြန်ဆုံးမျှဝေပေးလိုက်ပါဦးအားလုံးပဲဘေးအန္တရာယ်ကင်းဝေးကြပါစေခင်ဗျာ